ကြောင်းပြချက်တွေနဲ့သူလမ်းခွဲသွားပြီးပဲမမျောလင်းပဲမမြင်နိုင်တဲ့ဂျိုးလေးတွေလည်းပြတ်တောက်သွားပြီးပဲအသက်လေးခွဲမျောလင်းချက်လေးတွေကိုပြိုလဲခဲ့ဆိုင်မဲ့ဆိုများတွေ့ပါစေခွဲပြောမိအောင်ချောပြတ်မယ်မေပြောခဲ့စကားလေးဘယ်မှာလဲပြေသာတဲ့နေရတွေ့တဲ့လွမ်းများစွာနဲ့ငါတယောက်တည်းဘရင်လိုလဲနေသိစကားတွေနဲ့ဖေးမမဲ့သူလဲဘယ်ရှိလဲတန်ရောစလေးတွေနဲ့ရိုက်ချိုးခဲ့ဆိုင်မဲ့ဆိုများတွေ့ပါစေခွဲတို့မြင်အောင်ချိုးပြတ်မယ်နေပြောခဲ့စကားလေးဘယ်မှာလဲဆိုင်မဲ့ဆိုများတွေ့ပါစေခွဲတို့ညအောင်ချောပြတ်မယ်မေပြောခဲ့စကားလေးဘယ်မှာလဲ